ခင်ဖုံးသက်ဝေဖတ်ဖို့ຫນွေရိုးသားနိုင်တလောက်အမြင့်ဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားဆဲပါခင်ဖုံးသက်ဝေမိုးရိပ်မိုးတွေကျူးပြီးဆိုရင်ပန်းနီနီတွေပွင့်ပြီးဆိုရင်ချင်းချက်မရှိအယူတီးတဲ့နေတော့မှာပဲကျွန်တော်တို့ရဲ့ဘုံတို့ပတ်စာလေးတွေအကြောင်းချဲ့ကာထားတဲ့တခြင်းတွေတော့တခါတလေရေးပြဆိုဖြစ်ပါတယ်ပိုးဖလန်လေးတကောင်သူ့တာမန်တွေကိုချွတ်ချလိုက်တယ်လို့ပေါ့ဘေးကလူတွေမြင်မှာပေါ်ပါနေပေမဲ့သူ့လေးလံဖီစီမှုနဲ့သူပါခင်ဖုံးသက်ဝေဒီလိုအကြောင်းနာကျွန်တော်မိကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကန်တုံးစင်းကိုရောက်ဖြစ်ခဲ့သေးတယ်ရေလိုင်းလာရအတိုင်းရေညှိပင်လေးတွေဆက်လက်ရွေးရှားနေကြရေလေကျုံးငှက်တွေအရင်လိုဒေးတီဖောင်ဖွဲနေကြတရားပြက်ကြီးရဲ့လက်ကင်တန်းတွေကရေလေမှာထိုးထိုးထောင်ထောင်နဲ့လှမ်းပြီးနှုတ်ဆက်ကြတယ်အင်မတန်ကြီးကျန်လာပေမဲ့ပြူလဲခွင့်မရသေးပါဘူးကွာတဲ့တချို့လူတွေအတွက်လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်ကိုအေးဘိုးကိုရှင်းပြီးထကြံကြရုံပဲခက်တဲ့ခင်ဖုံးသက်ဝေရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျယ်ရီဒူဝင်ကျယ်ရီကိုစိတ်နာတယ်လို့ဘသူငိုနေတာလဲကွယ်ဒီမှာတိတ်ခတ်တယ်ကမ်းပြူနာတစ်ပင်ရတော့မရှိရှာတော့ဘူးအဲ့လိုဆိုမှဖြင့်သူ့တစ်မြစ်တွေမှာညှိနေခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့စက်ကူလေးလေးတွေလည်းမရှိတော့ဘူးပေါ့နဝက်ထားတာကြီးလို့ကျွန်တော်စိတ်မှာထင်နေမိရဲ့အချစ်တဲ့ချင်းသေးအလုံးတိုးငယ်ဖြစ်သွားတဲ့တော့နှုတ်ဆက်ပါတယ်ဟဲလင်ခဲလာပြောတဲ့အတိုင်းဆိုရင်ခင်ဖုံးသက်ဝေမှန်ပါတယ်ချစ်စရာကောင်းတဲ့ဘယ်မင်းမပြူကအကြာကြီးစောင့်နေမှာမို့လို့လေရှီကိုသွားနေတဲ့ယထာမှာနောက်ပြန်ထိုင်စီရင်ဝေးခွာခြင်းဆိုတာကိုပိုနားလည်လာရတယ်မစလီပင်နန်းတွေတရွေ့ရွေ့ကြံခဲ့ပြီဖဲကျိုးရောင်စုံတွေကြံခဲ့ပြီဖိုးချိုတချင်းတွေကြံခဲ့ပြီပန်းတင်ချမ်းရစောင့်နေမဲဆိုတာတွေကြံခဲ့ပြီကျောင်းသားကပ်ပြပြီးစပိန်ငါးစီးလို့ရတဲ့ဆိုင်လေးတွေကြံခဲ့ပြီဟိုနာကတချင်းစားတင်တဲ့နေရာဒီနာကအချစ်စားတင်တဲ့နေရာအားလုံးကြံခဲ့ပြီဘသူခေါ်တယ်မှမကြားရလို့တော့မဟုတ်ပါဘူးရွာရိုးကိုပေါကျွန်တော်လျှောက်သွားနေခဲ့တာဆယ်စုနှစ်တခုစာတယူဇနာနှစ်ယူဇနာခြေရာတွေတောင်ပြားလို့ပင်လေပပင်းနဲ့ကျွန်းကြိုကျွန်းကြားတွေမှာအိတ်တဲ့အခါအိတ်တယ်အခါတလေကန်းကြီးတွေကြောက်ညိုနန်းဆောင်မြင့်တွေခရုခွန်နေဖူးဖွေးလုံးအောင်ခင်းထားတဲ့ယူမြေကြလန်းလေးတွေတခါတခါစမ်းပြလုံးနဲ့ခင်တန်းတာယာတွေခင်ဖုံးသက်ဝေလိုလူစကားပြောတဲ့တဲ့ပန်းမွင့်လေးတွေတခါတလေတချို့တောင်ဝရွာလေးတွေမှာတဆောင်းတနွေကျွန်တော်ပြောတဲ့လောက်နေပြစ်လိုက်တာပဲသူတို့ပါတာစကားနဲ့ထီကရုံးပင်လေးတွေကိုရှက်တက်မှာတဲ့ဒီလိုတိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြားအိမ်မက်တခြားပဲတခါတလေတော့ခေါင်းစဉ်ပေါ်ပြပြနဲ့စစ်မက်လန်းတွေကြားအရင်နည်းကိုသုံးပြီးမိုးစင်နိုင်မုန်းနေကြတဲ့ညီအကိုတွေစီးစရာနဲ့လူသက်သမားနှစ်ကိုခွဲထားကြသူတွေတခါတလေမုတ်တုံကွဲရာရှိုးတွေမြောင်တွေကွန်ကရစ်နာကျနေတဲ့မြို့ပြတွေတခါတခါစိတ်လက်မှန်ပါငိုခွင့်မရှိတဲ့ထက်ခိုးလေးတွေဒီလိုအရေးကြစနစ်နဲ့ကျွန်တော်ကြပြဆရာဖြစ်လာခဲ့ပုံရပါတယ်ကဘာမြေကြီးခင်ဖုံးသက်ဝေကြီးဟောဒီလိုရတုဆိုးတွေလင်္ကာပြက်တွေနဲ့တင်းနှုတ်သူရဲ့ဆက်တာမှုမှာပျော်နိုင်ကြပါစေပုံမှန်ပါပဲခင်ဖုံးသက်ဝေပြတောက်ပြောဘူးသလိုစီကံပြဖြစ်တိုင်းအချိန်မှန်မှန်စားခိုင်းတာတို့စီကရက်တွေအပူဆက်တွေရှော့ခိုင်းတာတို့ဘယ်ချိန်လေးရဒီလိုစားအောင်တာလဲဆိုတော့လျှို့ဝှက်တော်နဲ့ရုပ်ရှင်ရုံတင်တဲ့နေရပေါ်လို့ကျွန်တော်ပြန်ဖြေလိုက်တယ်သူတို့နားမလဲကြဘူးခင်ဖုံးသက်ဝေခုနှစ်တက်ကရစ်တွေဒါတွေပဲထက်မင်းနေတယ်ပြီးတော့ဇုံလုံးကန်းနေသူကရှုမြော်ခင်းကိုကြည့်တယ်လို့ကျွန်တော်တို့သူတို့ကြည့်ကြတယ်အားလုံးကိုရွရွချွန်ချွန်ရှုံးပေးလိုက်ပါတယ်မနေ့ကကိုဒီနေ့လို့စိတ်မှထင်လာရင်အားလုံးလွမ်းတက်သွားကြပါလိမ့်မယ်ခွင်းလွန်နေကြကဘာတွေကိုတိုက်စားဖြိုချတဲ့မြစ်ကျွန်တော်အပြစ်ရှိတာကျွန်တော်သိပါတယ်ကျွန်တော်မှားခဲ့ပါတယ်ဒါဧပြီတောင်းကတစ်ပင်ဖြစ်ပါတယ်တောင်းမှန်ပါတယ်ဒါကကျွန်တော်ပွင့်စေခြင်းနဲ့စနေအောင်ပန်းပွင့်တပွင့်ဖြစ်ပါတယ်ခင်ဖုံးသက်ဝေလောက်ရဲ့နေမှာလဲကျွန်တော်သိပါတယ်ကြည်နေတဲ့သူတွေနှမျောသွားတဲ့အထိရဲသက်ပြုံးတတ်တာကျွန်တော်သိပါတယ်အလွယ်တကူထုတ်သုံးမိတိုင်းအလွမ်းဟာအန္တရာယ်များလာတယ်။နှွေလီယူတွေဇဝေဇဝါနဲ့တိုက်နေကြပြန်ပါပြီ။အလွန်ကြုံစွန့်စားရတဲ့အရက်မှာသူလိုငါလိုကျွန်တော်အရင်လိုပါပဲခင်ဖုံးသက်ဝေဒီတညလေအရင်ညဆူတောင်းလို့တခ
တစ်ခါလောက်ပဲထပ်တွေ့ချင်မိပါတယ်နှုတ်ဆက်ဖို့ပါ